အားလုံးပဲမင်္ဂလာပါမေသူခိုင်ပါဒီနေ့ကတော့အရှိရက်ဒီမှာပေါ့နော် surrounded by idiot စာအုပ်ကလေးကိုကိုယ့်အနေနဲ့ပြန်ပြီးတော့ပြောပြဖြစ်ခဲ့တဲ့အချက်ကလေးကိုအဓိကရည်ရွယ်ချက်လေးတွေကိုလာပြောပြတာပေါ့နော်ပထမဆုံးအနေနဲ့ကတော့ကိုယ့်အနေနဲ့တစ်ခုခုကိုလေ့လာပြီးတာပဲဖြစ်ဖြစ်တင်ယူပြီးတာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာပဲထားတာတက်စားလို့ရှိရင်တခြားသူတွေကိုပြန် share ပေးလိုက်တာကလည်းပေါ့နော်ကိုယ့်အတွက်အသိပညာကိုကိုယ့်အတွက်တင်ယူထားတဲ့ဟာကိုပို့ပြီးတော့နားလည်စေတယ်ပေါ့နော်အဲဒါကြောင့်မလို့ရဲပြီးတော့ဒုတိယတစ်ချက်အနေနဲ့ကတော့အခုကိုjoinထားတဲ့ Curie Book Club ရဲ့ founder အမစုကိုတိုင်းကလည်းပေါ့နော်ကိုနားလည်ထားတဲ့အရာကိုတခြားသူတွေသိအောင်ပြန်ပြီးတော့ share ပေးတာကလည်းကိုအနေနဲ့ကုသိုလ်တွေအများကြီးရတယ်လို့ပြောတာကြောင့်ရဲပြီးတော့တတိယအချက်အနေနဲ့ကကြတော့ကိုယ့်အနေနဲ့အရင်တုန်းကဆိုလို့ရှိရင်communication skill တိုးတက်ချင်တာပဲသိခဲ့တယ်ပေါ့နော်communication skill ထဲမှာ presentation skill ဆိုတာကိုမပါခဲ့ဘူးလို့ထင်ခဲ့တာဒါပေမဲ့လို့presentation skill ကလည်းနောက်ပိုင်းမှာတစ်ခုနဲ့တစ်ခုချိတ်ဆက်တာကိုသိလာရပြီးတဲ့နောက်မှာကိုယ့်အနေနဲ့ presentation skill လည်းကောင်းလာခြင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုနားလေတလောက်လေးတခြားသူတွေကိုပြန် share ပေးတာဖြစ်ပါတယ်။၄ချက်မြောက်အနေနဲ့ကတော့ကိုကအဲ့လိုအရှိမှဆိုရင်ပုံလေးတွေနဲ့ပေါ့နော်ပြောပြခဲ့တယ်အဲ့လိုပုံလေးကိုပြောပြဖို့အတွက်ကို notebook alarm မှာပုံထုတ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းပေါ့နော်အရန်အံ့ဩရပြီးတော့ချစ်ဖို့ကောင်းတဲ့အရာလေးတွေတွေ့လာတဲ့အတွက်ကြောင့်ပျော်ရတယ်ပေါ့နော်တခြားသူတွေကိုလည်းပျော်စေချင်တဲ့အတွက်ကြောင့်ပါနောက်ဆုံးအချက်အနေနဲ့ကတော့ဒီ surrounded ကိုဂျိုလန်နာမှာဖတ်ခဲ့ရပေါ့နော်စာအုပ်လေးအုပ်ထဲမှာဆိုလို့ရှိရင် surrounded by idiot စာအုပ်လေးကိုဖတ်ပြီးရနောက်ပါပေါ့နော်ကိုယ့်အနေနဲ့ကိုယ့်ရဲ့ personality type ကိုသိလာပြီးတော့ဘလို့စကားပြောတခြားသူတွေနဲ့ကိုနဲ့တခြား personality type မတူတဲ့အရာတွေနဲ့တွေ့ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဘလို့မျိုးပြောဆိုဆက်ဆံခြင်းကကောင်းမွန်တဲ့ conversation ကိုဖန်တီးနိုင်မလဲဆိုတာကိုသိခဲ့ရခဲ့တဲ့အတွက်ကြောင့်မလို့ခုလိုပဲတခြားသူတွေကိုလည်းသိစေချင်တဲ့ရည်ရွယ်ချက်နဲ့ပြန်ပြီးတော့ကိုနားလည်တဲ့တောက်လေးပြောပြတာပေါ့နော်ကိုပြောတဲ့အထဲမှာအမားတွေလည်းအမားဆိုတာပေါ့နော်စာအုပ်ထဲကအတိုင်းကိုပြောတာဆိုပေမဲ့ပေါ့နော်စကားအသွားလာအထားသူအမားကြီးလည်းပါခြင်းပါနိုင်တာကိုအဆုံးထိနားလည်ပြီးတော့ကြည့်ပေးချတဲ့တယောက်ချင်းစီတိုင်းကိုလည်းဒီနေရာကနေပဲပေါ့နော်ကျေးဇူးတင်စကားလေးပြောပေးရစီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဒါပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေတတ